ဟယ်လိုမင်္ဂလာပါဒီနေ့အိမ်မှာငါးလေးအိုးကပ်ဟင်းချက်စားတာပါငါးလေးအိုးကပ်ကိုအဆိုကိုချက်မဲ့အစားပေါ့နော်အရင်ဆုံးငါးလေးတွေကိုကြော်လိုက်ပါတယ်ဒီလိုမျိုးငါးလေးတွေကိုကြော်ခြင်းအပြင်ပေါ့နော်အယိုးတွေလည်းအကုန်လုံးစားလို့ရတယ်ပြီးလို့ရှိရင်အဆိုလိုပေါ့နော်အိုးအကပ်ခံပြီးတော့လဲစောင့်စရာမလိုတော့ဘူးပေါ့နော်ငါးလေးတွေကြော်ရွာနေအောင်အရင်ဆုံးကြော်လိုက်တယ်ကြော်ပြီးသွားလို့ရှိရင်စီဘူးတဲ့ထဲကိုကျက်သွန်အဖြူရယ်ကျက်သွန်အနီရယ်စီထက်တက်လိုက်ပါတယ်ကျက်သွန်အဖြူနီထည့်ပြီးရနဲ့စနွင်းမုံထည့်တယ်အယောင်တင်မုံထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်မကြီးရည်လေးနဲ့နှက်မှာဖြစ်တဲ့အတွက်ငပိစိမ်းစားလေးထည့်လိုက်ပါတယ်ငပိစိမ်းစားလေးထည့်ပြီးလို့ရှိရင်အရသာအတွက်အသားမုံထည့်လိုက်ပါတယ်အသားမုံထည့်ပြီးလို့ရှိရင်အလုံးရောသမမှွေလိုက်တယ်ပေါ့နော်ဟိုဒီနေရာမှာအချုံမုံသုံးခြင်းလဲထည့်သုံးလို့ရတယ်ပေါ့နော်ပြီးရနဲ့ဟင်းအိုးလေးအနှံ့မှွေသွားအောင်ဆိုပြီးတော့ကျမကငရုတ်သီးထည့်လိုက်ပါတယ်ငရုတ်သီးလေးထည့်ပြီးသွားပြီဟင်းအနှစ်ကလေးလည်းရပြီဆိုရင်မကြီးအမဲ့ပေါ့နော်ရေဖြော်ထားတာလေးကိုထည့်လိုက်တယ်အားလုံးကိုအနှစ်လုံးဝကျသွားအောင်ပေါ့နော်စိတ်ရှိရှိလေးနဲ့ချက်လိုက်တယ်ချက်ပြီးတာနဲ့ကြော်ထားတဲ့ငါးလေးတွေထည့်တယ်အိမ်မှာပေါ့နော်ပစုံလော်ထားတာလေးနဲ့နည်းနည်းရှိတော့ရောပြီးတော့တခါတည်းထည့်ချက်လိုက်တယ်ဒီလိုမျိုးချက်ချင်းအားဖြင့်ပေါ့နော်ငါးလေးအိုးကတ်နေအောင်လဲစောင့်စရာမလိုတော့တဲ့အပြင်ပေါ့နော်ကြော်ထားတဲ့အတွက်တော်တော်စားလို့ကောင်းပါတယ်နောက်ဆုံးမှာပင်စိမ်းလေးထည့်လိုက်ပါတယ်ပင်စိမ်းလေးထည့်ငါးလေးအိုးကရဲ့အသက်ကမှာနော်ပင်စိမ်းလို့ပြောလို့ရပါတယ်ပြီးတာနဲ့ကျွန်မအိုးလုံး6တဲ့အထိပေါ့နော်ထားလိုက်တယ်ပေါ့နော်ထားလိုက်ရင်အနံ့လေးလည်းမွေးလာပြီငါးလေးတွေကလည်းကျွတ်လေးနေပေါ့နော်ချိုချိုပေါ့စိမ့်နေပေါ့နော်စိမ့်ချင်းလေးနဲ့အရန်ရတာရှိတယ်ငါးလေးဥကဟင်းရပါပြီအားလုံးလိုက်လှုပ်စားကြည့်ကြပါရှင်ကျေးဇူးတင်ပါတယ်